ခုခိုင်မျိုးစီဝကောက်မောင်ထုခုစီအောင်ဖြစ်ပါရဲ့ရှင်ကျမကတော့စီဝကောက်မောင်ထုခုစီအောင်မှာတာဝန်ထမ်းဆောင်နေတဲ့မောင်အောင်စိမ်းပဲဖြစ်ပါရဲ့ရှင်ရှိနေရတော့ဇီဝကောက်မောင်ထုခုစီအောင်ကြီးရဲ့အစင်းမြင့်ခွဲစိတ်ခမ်းမကြီးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့အစာအိမ်နဲ့ဦးလန်းကျောင်းမှန်ပြောင်းကြည့်ဌာနပဲဖြစ်ပါရဲ့ရှင်ကျမနဲ့အတူလိုက်ကြည့်လိုက်ရအောင်ရှင်ခွဲစိတ်အထူးခုစီအောင်ဝင်ကြီးမှာအစာအိမ်မှန်ပြောင်းကြည့်ရွှေနေခြင်းဖြစ်ပါရဲ့ရှင်ဘလူလူတွေကအစာအိမ်မှန်ပြောင်းကြည့်တင်တယ်လေရင်ပူခြင်းအစာမကြေရှင်ကိုချရှိစွာခံစားနေရသူများမကြခဏဖိုင်အောင်ဖိုင်နာခံစားနေရသူများမကြခဏပြုတ်ခြင်းအန်ခြင်းနဲ့အမ်ဘာကကော်ဖီအောင်များအန်ခြင်းအမ်ဘာကတွေးပါခြင်းကတ္တရာစီးကဲ့သို့ဝမ်းအမဲအောင်သွားခြင်းအစာမျိုးရခက်ခြင်းနဲ့အစာမျိုးပါကနာကျင်သောဝေဒနာကိုခံစားရခြင်းနာတာရွှေတွေးအားနဲ့ယောဂခံစားနေရသူများယောဂအကြောင်းရင်းမသိရပဲကိုယ်လေးချင်းကြာဆင်းခြင်းရိုးရိုးအတွင်းအစာရည်မြေပြိုအစာအိမ်ကင်ဆာယောဂဖြစ်ဖို့တူရှိခြင်းအစာအိမ်မှပြောင်းကြည့်ခြင်းဖြင့်ဘယ်လိုယောဂတွေကိုရှောင်ဖွေတွေ့ရှိနိုင်လဲအစာအိမ်မှပြောင်းကြည့်ရှုခြင်းဖြင့်အစာအိမ်ရောင်ခြင်းအနာဖြစ်နေခြင်းအစာအိမ်ရောင်စီခြင်းနဲ့အစာအိမ်ကင်ဆာကဲ့သို့ပြောင်းလဲစေနိုင်သော HPV ကိုရှိမရှိစစ်ဆေးနိုင်ခြင်းအစာအိမ်အတွင်းရှိအတံပိုးများကင်ဆာကဲ့သို့သောအလွန်အကျိတ်များအနာများရှိမရှိသိရှိနိုင်ခြင်းအစာအိမ်မှပြောင်းကြည့်ခြင်းဖြင့်ဘယ်လိုယောဂတွေကိုကုသပေးနိုင်လဲအစာအိမ်နဲ့ဥတိမ်ဥမှာတွေးထွက်ခြင်းအားအစာအိမ်မှပြောင်းမှတစ်စက်တွေးသိအောင်ပြုလုပ်ပေးနိုင်ခြင်းရဖန်ရခတွင်ဖြစ်တတ်သောအယိုးနေခြင်းနှင့်အချို့သောရုပ်ထုများအားမတော်တဆမျိုးချမ်းမြေ့ခြင်းအားအစာအိမ်မှပြောင်းမှတစ်စက်ဖယ်ရှားပေးနိုင်ခြင်း